ဘောတိုင်းမသိပြောနေတာကိုစီးချက်တိုင်းအန်ယူဂျီစောင့်ကြည့်နေတယ်ခင်ဗျာချစ်ခင်လေးစားပါတော်ရဟန်းရှင်လူမိဘပြည်သူများခင်ဗျာဒီနေ့တော်လည်းအောင်လည်းဘလူပွဲမှာရှင်ပြန်ကြမယ်အတင်းမတင်းကတော့ရေရောများအတင်းနဲ့ထောက်ဖို့ဖွယ်များအတင်းဖြစ်ပါခင်ဗျာဒီနေ့တင်းရဲ့ရှင်ပြန်မှုကိုဝဲလေတိုင်းဖြစ်တောင်းဝင်ယူတော်မှာတော့ကျေးဇူးဖြစ်ပြီးစီးချက်တိုင်းဖြစ်တောင်းဝင်ယူတော်မှာတော့အန်ယူဂျီပဲဖြစ်တယ်ခင်ဗျာဟုတ်ပါတယ်ကိုတော်ကြီးရဲ့အခုဆိုရင်ရေဘောများအသိနဲ့ထောက်ဖို့ဖွယ်များအသိဟာရှင်ပြန်ရကွင်းလေလို့ရောက်ရှိလာခဲ့ပြီခင်ဗျာဒီနေ့ရဲ့ရှင်ပြန်ကိုလာရောက်ကြည့်ရှုသူများကတော့ဘောမများဖြစ်ပြီးတိုင်းရဲ့ထုံးရင် live ပြသမှာတော့ lobby channel များဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ကိုတော်ကြီးရဲ့အခုဆိုရင်ကျွန်တော်စီစဉ်ခံနေစေအတွင်းမှာပဲပရမပိုင်းစတင်ဖို့ရေပေါ်များအသင်းနဲ့ထောက်ဖို့အဖွဲ့များအသင်းကိုကွင်းလေတိုင်းပြည်သူကခေါ်ယူလိုက်ပြီခင်ဗျာကွင်းလေတိုင်းမှာခေါင်းပန်းလည်းပြီးနှစ်ဖက်အသင်းသားများကိုခေါ်ယူပြီးတော့ရွေးချယ်ခိုင်းတယ်ခင်ဗျာနှစ်ဖက်အသင်းများခေါင်းပန်းရွေးချယ်ပြီးတဲ့နောက်ကွင်းလေတိုင်းပြည်သူကမြေပေါ်ကိုကျက်စီမြောက်တင်ပေးလိုက်တာကိုလည်းမြင်တွေ့နေရတယ်ခင်ဗျာချက်စီပြန်ကြပါပြီနှစ်ဖက်အသင်းများရွေးချယ်ထားတဲ့ခေါင်းပဲဟာဘယ်ဘက်မှမကြပဲချက်စီကကွင်းလေမှာထောင်းနေတာကိုလေတွေ့မြင်ရခင်ဗျာကွင်းလေတိုင်းပြည်သူဘယ်လိုသုံးတဲ့ဆုံးဖြတ်သွားမလဲဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ခင်ဗျာဟုတ်ပါတယ်ကိုတော်ကြီးရဲ့ဟုတ်ကဲ့ခင်ဗျာကွင်းလေတိုင်းကတော့ချက်စီဟာနှစ်ဖက်အသင်းခေါင်းပဲရွေးချယ်မှုကိုတမ်းမလိုက်ပဲအလဲမှာထောင်းနေပြီးအတွက်ပွဲစတယ်ဖို့ဥရသူစနေနဲ့ပဲပွဲကိုစတင်လိုက်ခင်ဗျာဟုတ်ကဲ့ခင်ဗျာခုဆိုစလာပြီရေဘော်ရတယ်ရေဘော်ထောက်ဖို့လမ်းပြောတယ်ကျွန်တော်တို့ကုကြီးမောင်းခင်ဗျာကျွန်တော်တို့ထောက်ပံ့မောင်းခင်ဗျာကျွန်တော်တို့ချီလို့နေလို့ပါထောက်ဖို့ပြန်ပြောတယ်ထောက်ဖို့ပြန်ပြောတယ်ထောက်ဖို့ပဲတလားလောက်ဆောင်ပေးပါနှစ်လောက်ဆောင်ပေးပါကဲပေးမပြီးသေးလို့ပါရေဘော်ငူပြတယ်ရေဘော်ကုကြီးပါထောက်ပံ့မှာစင်ရတဲ့သူစင်ရတဲ့ညားလေလို့မချီမဆက်ခံစားရတဲ့အတွက်အမြန်ကူညီပါလို့ပြောပါတယ်ထောက်ဖို့ပွဲပြန်ပြောတယ်ထောက်ဖို့ပွဲပဲခင်ဗျာထောက်ဖို့ပွဲရေဘော်တို့ငါတို့ကမင်းတို့တစ်ခွဲလေးလုပ်နေရတာမဟုတ်ဘူးအခြားသောပွဲတွေအများကြီးလုပ်ပေးနေရတာအဲဒါကြောင့်မလို့အခြားလူတွေတော့မြေကူညီတောင်းလိုက်ပါဟုတ်ကဲ့ခင်ဗျာရေဘော်များအပြည့်ပြန်ရတယ်ရေဘော်များကျွန်တော်တို့ကနေစရာခက်ခဲစားစရာခက်ခဲရှင်းတဲ့ကြည့်လုံလောက်မှုတွေမရှိတဲ့အတွက်ကျွန်တော်တို့ကမ်ပိန်းလေးကိုဝင်ရပေးကြပါမဲလည်းမဲ့ရောင်းကြပါလို့ပြောနေပြီခင်ဗျာအဲ့ဒီချိန်မှာထောက်ဖို့ပွဲပြန်ပြောတယ်တော်လိုင်းရအမြန်ဆုံးပြီးဆုံးရမယ်တော်လိုင်းရအမြန်ဆုံးအောင်မြင်ရမယ်တော်လိုင်းရလက်နဲ့တိုင်းလမ်းစဉ်တွေပဲအဆုံးသတ်ရမယ်ဆိုပြီးနောက်တစ်ပွဲကိုသွားကူညီတော့မှဒီလောက်မှအခြားပွဲကိုလက်ခံထားတယ်လို့ပြောနေတယ်ခင်ဗျာရေပေါ်များအတင်းထောက်ဖို့များခွဲတလားကြလို့စာပြန်မပို့တာနှစ်လားကြလို့စာပြန်မပို့တာထောက်ဖို့ဖွယ်ကိုစာလိုက်ပို့တာဘယ်သူမှအသိမှမပြုရတဲ့ခါမှာဝမ်းနဲ့တင်ငယ်မှုတွေရေပေါ်များအတင်းဖြစ်လာခဲ့ပြီခင်ဗျာအဲ့ဒီမှာထောက်ဖို့များအတင်းတင်ရတယ်ထောက်ဖို့များအတင်းကလည်းသူတို့နဲ့ဇီးဆက်ထိဆက်သိနေတဲ့သူတွေကိုသာတီးသားထောက်ပံ့နေလို့ပြန်ပြောလိုက်တဲ့ခါမှာရေပေါ်များအတင်းဆုံးဖြတ်လာခဲ့ခင်ဗျာရေပေါ်များအတင်းဆုံးဖြတ်ချက်ကငါတို့လုပ်နေတဲ့တော်လှန်ရေးကငါတို့ကိုကျတော့ဘယ်သူမှအတင်းနဲ့မပြုဘူးလားဆိုတဲ့စိတ်တွေနဲ့ရှေ့ထဲမှာရုံချွတ်တိုက်ပွဲဝင်ဖို့အကြောက်တရားဝင်လာခဲ့ခင်ဗျာအဲ့ဒီချိန်မှာထောက်ဖို့များဖွဲ့ညီလေးတို့ကိုကြီးတို့ကူညီတော့မယ်ညီလေးတို့ရဲ့ကေပေးကောက်ဝေပေးကောက်အန်ယူဂျီပေးကောက်ပေးပါလို့ပြောနေတဲ့ချိန်မှာပြည်သူစောင့်ကြည့်လာခင်ဗျာကိုင်းနဲ့ပြည်သူဟာဒီနေ့တည်းရဲ့ရှင်ပြိုင်နေမှုကိုတုံးသက်ဆုံးဖြတ်ဖို့အတွက်ကိုင်းနဲ့ပြည်သူကကြည့်နေခင်ဗျာထောက်ဖို့ပွဲတွေရေပေါ်များစီကိုတကယ်ရောက်ရင်တော့ရေပေါ်များကတော့တကယ်ရောက်ရှိလာတဲ့ငွေချေးကိုအမှန်တကယ်တော်လှန်ရေးတွေသုံးစွဲနေသလားဆိုတာစောင့်ကြည့်နေတယ်ခင်ဗျာခုဆိုရင်ကိုယ်လည်းပြည်သူကထောက်ဖို့ပဲများအောင်စောင့်ကြည့်နေလို့ရဲဘော်များရဲ့လုံဆောင်ချက်ကိုလည်းစောင့်ကြည့်နေတယ်ခင်ဗျာအခုဆိုရင်ရဲဘော်များကူညီတောင်းတယ်ထောက်ဖို့10ပွဲမှာထောက်ဖို့10ပွဲအဖွဲ့20ဖွဲ့30ဖွဲ့40ကိုလိုက်ပြောလို့ချိန်မှာတစ်ပွဲကတော့ပြန်ပြီးတော့အကြောင်းပြန်လာခင်ဗျာရဲဘော်အတိုင်းမသိပြောနေတာကိုစီးချက်တိုင်းအန်ယူဂျီစောင့်ကြည့်နေတယ်ခင်ဗျာပေါင်းတော့မလားရေဘော်ဖောင်းတော့မလားလို့စီးတဲ့အိမ်ကြီးကချင်းနေချင်မှာရေဘော်ဒီထောက်ဖို့ဖွင့်တင်းကိုကိုကြီးတောင်းလိုက်ပြီ
မှာစာနိုင်ကလိုအပ်ချက်ကြီးလိုအပ်ချက်လက်နဲ့လိုအပ်ချက်တွေများနေလို့မလို့ကျွန်တော်တို့အခုညီမလို့ပြောချင်ပါတော့ဘူးပဲပြန်လဲတော့ပြန်ပေးလိုက်ပြီဒီနေ့ခုပြီးမတော်လာထုတ်လိုက်တော့9000ကျပ်ဖျားရေအဲ့ဒီချိန်မှာကွင်းလေတိုင်းနဲ့အန်ယူဂျီတို့ဟာတွေ့ဆုံပြီးတော့ထောက်ဖို့ထောက်မှန်ရေးဖွဲ့နေတဲ့ရဲဘော်များဖွဲ့ကိုပေါင်းဆက်ညီနဲ့ဆွေးနွေးမှုပြုတ်နေတဲ့ချိန်မှာထောက်ပံ့မှုကအမှန်တကယ်မရတာကိုသိရှိလာတဲ့အခါမှာကွင်းပေါ်မှာအထူးထဲမှာလာရောက်ကြည့်ရှုအားပေးနေကြတယ်လာရောက်ကြည့်ရှုအားပေးနေကြတယ်ဘောမများဟာဝမ်ပန်တာလက်ကုပ်တီးပြီးတော့မြောက်ပေးနေကြတယ်ခင်ဗျာအဲ့ဒီမှာဘောမလော်ဘီချန်နယ်များကလည်းဓာတ်ရိုက်လိုက်ထုတ်လို့နေပါခင်ဗျာကွင်းလဲတိုင်းအန်ဂျီနဲ့စီးချက်တိုင်းခွင်းလဲတိုင်းပြည်သူနဲ့စီးချက်တိုင်းအန်ယူဂျီတို့ရဲ့ဆုံးဖြတ်မှုကိုထောက်ဖို့အဖွဲ့နဲ့ရဲဘော်များဘယ်လိုနာခံရမလဲဆိုကြည့်နေတော့ရုပ်တရက်စစ်ကြောင်းတွေထိုးလာလို့ဒါပါပဲခင်